တခါကတက္ကသိုလ်ကျောင်းသားဟောင်းတွေဆိုပြီးတော့သူတို့ရဲ့ဆရာကြီးစီကိုတွားကြောကြတယ်ဗျစကားပြောကြရှင်နေပေါ့လေသူတို့အလုပ်ထဲမှာဘလောက်ပင်ပန်းရကြောင်းဘဝကဘလောက်ခက်ခဲကြောင်းတွေကိုတနှုံနှုံနဲ့ညီးကြတာပေါ့အဲ့ဒီမှာဆရာကြီးကဘာမှမပြောဘဲမီးဖို့ကြောင်ထဲဝင်သွားပြီးကော်ဖီအိုးကြီးထွက်ယူလာတယ်ကော်ဖီတောက်ဖို့ခွက်တွေကိုလည်းယူလာတာပေါ့အဲ့ဒီခွက်တွေထဲမှာတကယ်ကိုတန်ဖိုးကြီးတဲ့ကျွေကွက်လှလှလေးတွေရောရိုးရိုးပလတ်စတစ်ခွက်အစုပ်ကလေးတွေရောပါတာပေါ့ဗျာကျောင်းသားတွေကလည်းအကျင့်အတိုင်းပဲအလှဆုံးခွက်တွေကိုအလူအရက်ရွှေးကြတာပေါ့ဆရာကြီးကပြုံးပြီးဘာပြောလဲဆိုတော့မင်းတို့သတိထားမိလားမင်းတို့အလှဆုံးခွက်တွေကိုပဲရွေးယူကြပြီးရိုးရိုးခွက်တွေကိုတော့ထားခဲ့ကြတယ်တကယ်တော့မင်းတို့တကယ်တောက်ချင်တာကော်ဖီလေခွက်မဟုတ်ဘူးဒါပေမဲ့မင်းတို့ကအကောင်းဆုံးခွက်ကိုပဲအာယုံစိုက်နေကြတယ်တဲ့ဒီပုံမြင်လေးကကျွန်တော်တို့ကိုဘာပြောလဲဆိုတော့ဘဝဆိုတာကော်ဖီပါပဲရှာတို့ငွေကြေးဂုံပုတ်တွေဆိုတာတွေကခွက်တွေပါပဲဗျာခွက်ကကော်ဖီရဲ့အရာတာကိုပြောင်းလဲမပေးနိုင်ပါဘူးဒါကြောင့်ခွက်ကိုကြည့်ပြီးစိတ်မညစ်ပါနဲ့ကော်ဖီရဲ့အရာတာကိုပဲခံစားကြည့်ကြရအောင်ဗျာ